ပြတ်တွေးမဲ့လမ်းပေါ်မှာ42ရိုင်ကန်နှုန်းပြည်သူတွေမြန်မာနောက် channel မှာကြိုဆိုပါရယ်မြန်မာပြည်မှာနေ့စဉ်ဖြစ်ပွားနေတဲ့သတင်းရင်းမြစ်တွေကိုသိတင်သိထိုက်တဲ့ပြည်သူများအတွက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့တောင်းဆိုပါရယ်ပို့ပြီးတော့လှုပ်ရှားနေသလားပို့ပြီးလူတွေစီကားလာသလားပြောချင်တာကစစ်အာဏာရှင်ဘက်ကလူတွေ42ရာခိုင်နှုန်းသော48ရာခိုင်နှုန်းသောစစ်အာဏာရှင်ကပြည်သူတွေကစစ်အာဏာရှင်ကိုထောက်ခံတဲ့လူတွေကမနေ့ကလမ်းပေါ်မှာပုံမှန်တဲ့သွားလာနေသလားပုံမှန်တဲ့ပိုစီကားအောင်လုပ်နေသလားအဲ့ဒီမိကွန်းကိုကျွန်တော်တို့ကစဉ်းစားကြည့်ဖို့လိုတယ်တကယ်လို့အဲ့ဒီစစ်အာဏာရှင်ဘက်ကထောက်ခံနေတဲ့အုပ်စုတွေက48ရာခိုင်နှုန်းပုံမှန်နဲ့ပို့ပြီးတော့48ရာခိုင်နှုန်းမရှိဘူးဆိုရင်လေကျွန်တော်တို့နိုင်တယ်အဲ့တော့ကတော့မန္တလေးကိစ္စမန္တလေးမှာစစ်အာဏာရှင်ကိုထောက်ခံတဲ့အုပ်စုက48ရာခိုင်နှုန်းလောက်လမ်းပေါ်မှာပို့ပြီးစီကားအောင်လုပ်နိုင်သလားအဲ့ဒီထဲမှာပို့ပြီးသေးကြတာကစစ်အာဏာရှင်ကိုထောက်ခံတဲ့စစ်သားသမီးတွေစစ်အာဏာရှင်နဲ့စီးပွားရေးလုပ်နေတဲ့မိသားစုဝင်သားသမီးတွေစစ်အာဏာရှင်ကိုထောက်ခံနေတဲ့နိုင်ငံရေးပါတီကပါတီဝင်တွေတဲ့သူတို့မိသားစုဝင်တွေနောက်တော့ online မှာ6800စားတွေကျွန်တော်တို့ကိုလာရေးနေကြတယ်အဲ့ဒီစစ်ထောက်လန်းရေးတွေဆိုတဲ့ညီကိုမရရဲ့မိသားစုဝင်တွေကမနေ့ကလမ်းပေါ်မှာသွားလာအဲ့တော့ကိုမေးလေအခုကျွန်တော်တို့ online မှာ6800စားစစ်အာဏာရှင်ဘက်ကနေတာဝန်ပေးထားလို့တာဝန်အရာဂျူတီအရာလာခစားဝန်တန်းမို့လို့ကျွန်တော်တို့မကြိုက်တတ်တဲ့အရာတွေကိုလာပြီးပပဆက်ဆက်ရေးနေတဲ့ညီကိုများကိုလည်းမေးကြတာအသင်တို့ရဲ့မိသားစုဝင်တွေကသားသမီးတွေကမနေ့ကအသင်တို့ကတော့ဂျူတီကြနေလို့တာဝန်ကြနေလို့ထားပါတော့အသင်တို့ရဲ့မိန်းမတွေသားတွေမယားတွေအဆွေတွေသမီးတွေအဖေတွေအမေတွေဦးလေးတွေအတော်တွေမနေ့က10နာရီနဲ့3နာရီကြားမှာလမ်းပေါ်မှာငကိုထက်ပို့ပြီးတော့သွားလာခိုင်းထားသလားသွားနေကြလားထပ်ပြီးမေးချင်တာကဥခင်ကြီးတို့အုပ်စုကျန်းဖို့ပါတီဝင်တွေကျန်းဖို့ပါတီဝင်အဖြူစင်းဝတ်ထားတော့ညီကိုမောင်နှမမှာရက်ကွက်တိုင်းမှာကျန်းဖို့တွေရှိတယ်ဒါဟုတ်ဒေါ်ဆောင်စုကြည့်ခဲ့တယ်ဟိုဒီမှာတန်းရွှေခဲ့တဲ့ကအဲ့တော့အဲ့ဒီကျန်းဖို့ပါတီဝင်နေတဲ့သူတို့ရဲ့မိသားစုတွေညီကိုမောင်နှမတွေငကိုရတဲ့ဆိုင်မနေ့တော့ကမိမိရဲ့ရက်ကွက်ထဲမှာလမ်းထဲမှာပို့ပြီးသွားလာနေတာကိုတွေ့လားတခါအခုရွေးကောက်ပွဲဝင်မြဲကိုကြီးတို့ပါတီတွေရခိုင်ပါတီတွေတသက်ခိုင်တို့ပါတီတွေမွန်ပါတီတွေကရင်ပါတီတွေတချို့ဝပါတီတွေကိုကန့်ပါတီတွေပြီးတော့သတိပုဂ္ဂလာဖြစ်တဲ့စန္ဒာမင်းတို့တွေညညိုသိန်းတို့လေနော်အဲ့ဒီလူတွေကကောမနေ့ကသူတို့ရဲ့ဆွေမျိုးသားချင်းတွေသူတို့ရဲ့မိသားစုဝင်တွေသားသမီးတွေဆွေမျိုးသားချင်းတွေငကိုရတဲ့ပို့ပြီးလမ်းပေါ်မှာသွားနေတာကိုတွေ့ဘူးလားသူတို့ကကျွန်တော်တို့တွေကို online ကနေပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုနေကြတယ်တိုက်ခိုက်နေကြတယ်တကယ်တမ်းမနေ့ကကျွန်တော်တို့က challenge လုပ်တာဇာရှိတဲ့လူထွက်လေပြည်သူကတော့မထွက်ဘူးမင်းတို့ကပြည်သူကဘာလို့တော်လိုင်းရေးကိုထောက်ခံလို့တော်လိုင်းရေးကိုထောက်ခံတဲ့ပြည်သူမထွက်ရင်တော်လိုင်းရေးဒီမမှန်ပါဘူးလို့မင်းတို့ဆွဆွဲထားတဲ့လူကဇာရှိမနေ့ကလမ်းပေါ်ထွက်လေကျွန်တော်ထောက်ပြတဲ့လူတွေမင်းတို့ဇာရှိတဲ့လူလမ်းပေါ်ထွက်လေပြောချင်တာကမင်းတို့ခိုးကြောင်ခိုးဝဲနဲ့စစ်အာဏာရှင်ကိုမထောက်ခံနဲ့ပေါ်တင်ပြောင်းလမ်းပေါ်ထွက်ကြလေအဲ့ဒါဒီကျွန်တော်တို့လုပ်တဲ့မနေ့ကအသံတိတ်တပည့်ရဲ့ referendum လို့ခေါ်တဲ့စန္ဒခံယူမှုပဲဒီမိုကရေစီကိုကြွေးကြော်ပြီးဒီမိုကရေစီရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားများကိုကျွန်တော်ပြောချင်တဲ့ message က referendum ဆိုတာဒါပဲအသင်တို့ကကျွန်တော်တို့ကိုမယုံကြည်ဘူးကျွန်တော်တို့ဒေါ်လာကြီးကိုမယုံကြည်ဘူးစစ်တပ်ကိုပဲယုံကြည်တယ်ဆိုရင်မနေ့ကအသင်တို့အုပ်စုလမ်းပေါ်ထွက်ရမှာလीဒီမိုကရေစီဆိုတာဒူးအော်တိုင်းပဲ yes or no ပဲဒီမိုကရေစီဆိုတာတချို့ကပြောထောက်ပြနေတယ်ကျွန်တော်တို့ကအမြင့်ဖြတ်တာ sorry ဒီမိုကရေစီဆိုတာနှစ်ခုပဲရွေးချယ်ခိုင်းတာခင်ဗျ yes or no ပဲမဲပေးတယ်ဆိုတာလက်ခံလားမလက်ခံဘူးလားဂျားနေမရှိဘူးဒီမိုကရေစီကအောက်ဆွဲတွေမရှိဘူးဒီမိုကရေစီမှာဖားရတာမရှိဘူးဒီမိုကရေစီမှာ6800စားမရှိဘူး yes or no ပဲရှိတယ်အဲ့တော့မနေ့ကကျွန်တော်တို့အုပ်စုကကျွန်တော်တို့တော်လန်ရေးဘက်က all in one အုပ်စုကအမှန်တရားအုပ်စုကစိန်ခေါ်လိုက်တယ် challenge လုပ်တယ်အသင်တို့ကကျွန်တော်တို့အုပ်စုကိုလက်မခံဘူးဆိုရင်မနေ့ကပါလဲအသင်တို့အလုံးရင်းနဲ့လမ်းပေါ်ထွက်လာလीခိုးကြောင်ခိုးဝဲနဲ့စစ်အာဏာရှင်ကိုမထောက်ခံနဲ့ခိုးကြောင်ခိုးဝဲနဲ့ကျွန်တော်တို့ကိုမတိုက်ခိုက်နဲ့ကျွန်တော်တို့ဘက်ကဒေါက်တာတေဇာဆန်းပါဝင်ပြည်သူတွေကဇာရှိတယ်လှုပ်ရဲတယ်အသင်တို့ဘက်က
တေချာကြည့်လေအသင်တို့မနေ့ကလမ်းပေါ်ထွက်ရင်စစ်အာဏာရှင်မဖမ်းနိုင်ပြီအသင်တို့ချီးတော်ချီးကျူအောင်မှာအသင်တို့အတွက်လုံခြုံရေးလည်းမထိခိုက်ဘူးစစ်အာဏာရှင်ကနေတော့ခင်ဗျသဘောကောင်းတဲ့စစ်အာဏာရှင်နဲ့တွေ့မြို့နယ်မှုနဲ့တွေ့ခင်ဗျပါမစ်တောင်ရအောင်မှာစီးပွားရေးအခွင့်အရေးတောင်ရအောင်မှာအနည်းဆုံးဓာတ်ပေါက်တော့စားရအောင်မှာဒါတော့တင်တို့အတွက်လုံခြုံရေးလည်းကင်းမဲ့လုံခြုံရေးလည်းအန္တရာယ်မရှိဘူးထောင်ချမဲ့အန္တရာယ်လည်းမရှိဘူးစီးပွားရေးအခွင့်အရေးလည်းရှိရဘာကြောင့်မနေ့ကတင်တို့အုပ်စုလမ်းပေါ်မတက်တာလဲအဲ့ဒါကျွန်တော်ရဲ့မိကွန်နံပါတ်1ခင်ဗျ social media ကနေ online ကနေတနက်ပြပြီးတော့ပြည်သူကိုဘာလုပ်မယ်ညာလုပ်မယ်ဟိုလိုဖြစ်မယ်ပြောမနေနဲ့မနေ့ကကျွန်တော်တို့စိန်ခေါ်လိုက်တာဇာရှိရင်လမ်းပေါ်တက်ခဲ့ပြောချင်တာက referendum လုပ်မယ်အဲ့တော့ဘာကြောင့်အတင်တို့ကဟိုလိုဒီလိုနဲ့ရောချနေတာလဲအတင်တို့ကိုမယုံကြည်ဘူးလားလူဆိုတာကိုရှောက်တဲ့လမ်းကိုယုံကြည်ရတယ်လေညီကိုများကျွန်တော်တို့ရှောက်တဲ့လမ်းကိုယုံကြည်တယ်ကျွန်တော်တို့ယုံကြည်နဲ့ကျွန်တော်တို့ဆက်သွားတယ်အတင်တို့ဘက်ကမယုံကြည်ဘူးလားကိုယုံကြည်တယ်ဆိုရင်မနေ့ကကျွန်တော်တို့က challenge ခေါ်တာလေဒီချိန်မှာတင်တို့ဘာလုပ်ရမလဲလမ်းပေါ်တွေ့ပြီးကနေရမှာလေတဆွေလုံးတစ်မျိုးလုံးကိုလမ်းပေါ်ခေါ်လာရမှာလေဘယ်မှာလဲအတင်တို့တွေလာပြီးရောမချနဲ့တော်လန်ရေးပြီးသွားမှငါတို့ကလည်းအဲ့တုန်းက silent debate မှာမပါပါဘူးမင်းတို့ဘက်ကပါတာဆိုပြီးတော့ဟိုလိုဒီလိုဟိုဘက်ရေးလိုက်ဒီဘက်ရေးလိုက်ရောချလို့မရဘူးကျွန်တော်တို့ဒီຫນွေဦးတော်လန်ရေးဒီအဖြူအမဲတဲကွဲဖြစ်အောင်ကျွန်တော်တို့ပြနေတာဂျားနေမရှိဘူးတော်လန်ရေးကိုယုံကြည်တဲ့လူများတော်လန်ရေးကလှုပ်ဆော်တန်များလူငယ်များလှုပ်ဆော်မှုကိုယုံကြည်တဲ့လူကဈေးရောက်နေတဲ့ဈေးတွေကအစတထေးကြီးများအဆုံးဒီသတင်း message ကိုကြားလိုက်တာနဲ့လိုက်လုပ်ကြတယ်ကျွန်တော်တို့ဒီမြန်မာပြည်ပွားမြန်မာပြည်မှာမွေးမြန်မာနိုင်ငံရဲ့အကျင့်ကိုကျွန်တော်တို့အကုန်သိတယ်ဘာကိုတိုင်းလည်းဒီအကျင့်ပဲဒီနေ့ဒီအကျင့်နေတာကျွန်တော်တို့ပြည်တွင်းမှာနေခဲ့တဲ့လူတွေဟာအယမ်းဆက်စုတယ်ဆိုတော့အယမ်းသတင်းသိချင်တာဘာဖြစ်နေလဲစစ်တပ်ကြီးဘလို့ပြုတ်มาလဲအခြေအနေဘလို့လဲတော်လိုင်းဘက်ကရောအခြေအနေကောင်းရဲ့လားသိချင်နေတယ်အဲ့ဒီသိချင်တဲ့သတင်းတရားကနေသူတို့ကျွန်တော်တို့က message ပေးလိုက်တယ်ဒီနေ့ကျွန်တော်တို့ဟာဒါလုပ်မယ်အဲ့တော့ပြည်သူတွေဒီသတင်းပြန်သွားတယ်တော်လိုင်းရေးကိုစိတ်ဝင်စားနေတဲ့ပြည်သူတွေစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်လည်းစိတ်ဝင်စားတယ်ကျွန်တော်အမြဲတမ်းရှင်းပြစစ်ဗိုလ်ချုပ်တွေဟိုခေတ်က BBC ပဲနားထောင်တာသူတို့ပြည်တွင်းသတင်းသူတို့မယုံဘူးသူတို့သိတယ်သူတို့သတင်းအကုန်လိန်နေပြောနေတယ်ဆိုတာအဲ့ဒီစစ်ဗိုလ်ချုပ်တွေနော်တိုင်းမှုတွေကိုယ်တိုင်ကနိုင်ငံခြားသတင်းနားထောင်တာကျွန်တော်တို့တွေဘာပြောနေတယ်သူတို့နားထောင်နေတာသူတို့ပြည်တွင်းမှာဖြစ်တဲ့6800စားတွေ Telegram တွေခဏတော့ဗာလဲ11 media တွေအကုန်လိန်နေတာသူတို့သိတယ် popular တွေအကုန်ဖားနေတာသူတို့သိတယ်သူတို့လိန်ခိုင်းတာလीအဲ့တော့သူတို့တွေကသတင်းမှန်သိချင်တယ်ဆိုရင်ကျွန်တော်တို့လိုနိုင်ငံတကာကပြောနေတဲ့ယုံကြည်စိတ်ချရတဲ့လူတွေရဲ့သတင်းစကားကိုသူတို့နားထောင်တယ်ဒါကြောင့်ကျွန်တော်ပြောတယ်ကျွန်တော် live တွေကိုဗိုလ်ချုပ်တွေကိုယ်တိုင်ကြည့်နေတယ်လို့ကျွန်တော်အမြဲပြောနေတာဘာကြောင့်လဲသူတို့ရဲ့စိတ်နေစိတ်ထားကိုကျွန်တော်ခံမှန်းနိုင်တယ်သူတို့လိန်ခိုင်းတဲ့သတင်းကိုသူတို့ကိုယ်တိုင်မယုံဘူးအဲ့ဒီ6800ဇားတွေကသူတို့6800ဇားတွေမို့လို့လာလုံနေတာအဲ့လူတွေအားလုံးစကားကိုတခုမှသူတို့မယုံဘူးအဲ့လူတွေအားလုံးခိုင်းစားလို့ရလို့ခိုင်းစားထားတာပြောချင်တာအဖက်လည်းလောက်တာမဟုတ်ဘူးထဲလည်းစင်းနဲ့တွေ့တဲ့လူတွေမဟုတ်ဘူးဒီဗိုလ်ချုပ်ဆိုတဲ့လူတန်းစားတွေအားလုံးဒီသူတို့လည်းကနတော့ဆက်စုတဲ့အထဲမှာပါတယ်ပြောချင်တာကစိတ်ယုံမှာမင်းအောင်လိုက်ပြောတဲ့သတင်းတွေအားလုံးသူတို့မယုံဘူးမင်းအောင်လိုက်လိန်နေတာသူတို့သိတယ်သူတို့လည်းဘေးကုန်းပြသူတို့လည်းလိန်နေတာမြန်မာပြည်ထဲမှာတော့သူတို့ထောက်လိုင်းရေးသတင်းတွေအကုန်လုံးလည်းသူတို့မယုံဘူးအခုအထူးသဖြင့်ဒီ6800ဇားတွေစကားတခုမှသူတို့မယုံဘူးဘာဖြစ်လဲအဲ့ဒီ6800ဇားတွေကသူတို့ယာတူးပြုတ်မှာဆိုလို့အငြင်းမှန်နှိမ့်ဆက်ကလိန်ပြောနေမယ်လိန်ပြီးသတင်းပို့နေမယ်သိတယ်အဲ့လိုလိန်ပြီးသတင်းပို့လို့လေမဆာလာခေကြီးမှာကျွန်တော်ပြောသလိုပေါ့ကြံမထွက်တဲ့နေရာမှာကြားစိတ်ယုံလို့ပြီးတခါလဲနေဝင်းဆိုရပြုတ်ကြသွားတာအလိန်တွေအညာတွေကြီးပဲဖားရနေတာကြီးပဲမှန်ပါဤဖန်ဤဖေယာဟုတ်ကဲ့ဤဖေယာကျွေးမွေးတာများစားတော့နော်ပေးကန်းကြီးယူဆောင်ပြန်ဆောင်သွားတာကြီးပဲနော်လူကြီးလိုက်လမ်းခင်းမယ်လူကြီးလိုက်စေးသုံးမယ်လူကြီးလိုက်လမ်းဝင်ကြီးဒါမမပြေထုံးစံပဲအဲ့တော့အဲ့ဒီစိတ်နေစိတ်ထားကိုကျွန်တော်တို့ကဒီဘက်ကတော်လိုင်းရေးလုပ်နေတဲ့ပြည်သူတွေကကောင်းကောင်းသိတယ်သူတို့လည်းမြန်မာပြည်ဘွားတွေဒါကြောင့်ပြည်သူကအဲ့ဒါကိုအများအားအာရုံစိုက်နေအဲ့ဒီသတင်းကိုကျွန်တော်တို့ပေးလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကပြည်သူတွေကအဲ့ဒီကနတော့သူတို့ဘက်ကလူတွေကအဲ့ဒီသတင်းစကားအကုန်ရတယ်ကိုကြီးတို့အုပ်စုအကုန်ရတယ်ကျွန်တော်တို့ဒီ10ရက်နေ့မှာ silent debate ခေါ်လိုက်ပြီအဲ့မှာရွေးတော့လေကျွန်တော်တို့ခိုးတော့ခိုးအလုပ်တော့ရွေးလေ
မင်းတို့ဒီရွေးကောက်ပွဲတွေမှာမင်းတို့ခံယူချက်တွေနဲ့မင်းတို့ပြောနေတယ်မင်းတို့ကိုမင်းတို့ယုံကြည်တယ်နော်ဆရာနာရှင်ကိုတနက်တိုက်เสียမလိုဘူးနော်ဆရာနာရှင်မင်းတို့တနက်နဲ့တိုက်เสียမလိုဘူးငါတို့လိုပဲဆရာနာရှင်နဲ့ပေါင်းပြီးတော့နော်ဒီရွေးကောက်ပွဲရတဲ့ဆင့်သွားမယ်လို့ယုံကြည်တဲ့လူတွေဆိုရင်ကျွန်တော်တို့လက်မခံဘူးဆိုရင်သူတို့ဘက်ကရွေးပေါ့ဘာကြောင့်လမ်းပေါ်မတက်တာလဲအဲ့တော့အသင်တို့ကိုယ်တိုင်ဆုံးဖြတ်ချက်မပြတ်သားဘူးအသင်တို့ကိုယ်တိုင်ကိုဘယ်နေရာမှာရက်နေရမှမသိတဲ့လူတွေဒါပေမဲ့အဲ့ဒီသတင်းစကားကိုရတယ်ဒါပေမဲ့စစ်ဗိုလ်ချုပ်တွေလည်းကျွန်တော်တို့သတင်းတွေနားတော့သူတို့ရဲ့ဒီသတင်းစကားရတယ်သတင်းစကားရတော့သူတို့ကဘာလုပ်လဲသူတို့6800သားတဲ့စင်ဟေးအမဲထုတ်လိုက်မနေ့ပြင်ဆိုင်တွေအကုန်ထွက်ခိုင်းငါတို့ဘက်ကလူတွေကားတွေနဲ့ပတ်ပြီးတော့စီမင်းသားရအဲ့ဒီချိန်မှာကားတွေနဲ့ပတ်နေကထိန်လောက်ခိုင်းဟောပြောပွဲလောက်ခိုင်းပျော်ပွဲရွှင်ပွဲလောက်ခိုင်းသူတို့လည်းအဲ့ဒီသတင်းစကားကိုပဲရလဲကျွန်တော်တို့သတင်းနားထောင်လို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြည်သူတွေသူတို့လည်းရတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဘက်ကပြည်သူတွေကကြတော့ကျွန်တော်တို့လုံးစရာရှိတဲ့အတိုင်းကျွန်တော်တို့ ਨੇ ပူပေါင်းဆောင်ရွက်တယ်ဆရာနာရှင်နဲ့ပေါင်းနေတဲ့လူတွေကြတော့မရှက်ဘူးလားဘာကြောင့်လမ်းပေါ်မထွက်တာလဲကျွန်တော်မေးချင်တဲ့မေးခွန်းကနံပါတ်1အဲ့ဒါကျွန်တော်တို့ဘက်ကလူတွေကလမ်းပေါ်မထွက်တာကျွန်တော်ကျေးဇူးတင်နေညှိုးလင်းထားပြီးသားဆရာနာရှင်ဘက်ကအုပ်စုကလူတွေကိုကြီးတို့အုပ်စုတွေကိုပြောချင်တာနော်ဗိုလ်ချုပ်သားသမီးတွေကိုပြောချင်တာနော်စစ်မှုထမ်းသားသမီးတွေပြောချင်တာခဏတော့ဘာလို့ပြောမလဲကြက်ဖို့ပါတီရဲ့မိသားစုဝင်တွေပြောချင်တာခဏတော့669တွေဘာဘာသားတွေရဲ့မိသားစုတွေအခုကျွန်တော်စီမှာလာရေးနေတဲ့ထောက်လန်းရေးတွေဒီ6800စားတွေရဲ့မိသားစုတွေဘာကြောင့်မနေ့ကလမ်းပေါ်မတက်တာလဲတကယ်တော့မနေ့ကတာသူတို့အုပ်စုအုံနဲ့ချင်းနဲ့လမ်းပေါ်တက်လိုက်ရင်ကျွန်တော်တို့ရှုံးပါလေဟုတ်ဘူးလားသူတို့မှတန်းတန်းရှိတယ်ဘာကြောင့်သူတို့ကိုယ်တိုင်ကပူပေါင်းပါဝင်နေတာလဲဘာကြောင့်ရဲမိသားစုတွေမနေ့ကလမ်းပေါ်မတက်တာလဲမနေ့ကလမ်းစုံလမ်းကွာမှာတာဝန်ယူထားတဲ့ရဲမိသားစုတွေဘာကြောင့်လမ်းပေါ်မတက်တာလဲရဲမိသားစုတွေကရဲတန်းရမှနေတာလေနိုင်ငံတော်အိမ်မှာအလကားနေကြတာလေအဲ့ဒီအုပ်စုတွေလမ်းပေါ်တက်ခိုင်းမို့ဥမာကြောက်တရားရဲစခန်းမှာမိသားစုတွေအများကြီးဗျာထောင်ထဲကြီးရှိတယ်အဲ့ဒီကြောက်တရားရဲစခန်းရဲမိသားစုတွေပဲခင်ဗျာကြောက်တရားမျိုးစုလေဖျားလမ်းမှာပတ်ခိုင်းနေဘာလို့မပတ်ခိုင်းတာလဲကြောက်တရားမှာရက်ကွက်17ရက်ကွက်ရှိတယ်ရက်ကွက်17ရက်ကွက်မှာခင်ဗျာယာရင်မှုတွေဘယ်လိုပြောမလဲစိန်ရင်မှုတွေနဲ့ခင်ဗျာရက်ကွက်ကောင်စီမှာပဲလူ100လောက်ရှိတယ်အဲ့တော့သူတို့အဲ့ဒီလူ100ရဲ့မိသားစုက1000လောက်ရှိတယ်အဲ့တော့ရက်ကွက်တစ်ခုမှာမိသားစု1000ရှိတယ်အဲ့တော့စုလေဖျားလမ်းနဲ့33လမ်းလီမပေါ့ဘူး33လမ်းဒီတရက်ကွက်အဲ့တော့အဲ့ဒီတရက်ကွက်မှာအဲ့ဒီကြမ်းဖို့အဲ့ဒီရက်ကွက်ကခင်ဗျာစိန်မှုယာရင်မိသားစုဘာလို့လမ်းထွက်မလျှောက်လဲကဲ34လမ်းနဲ့ဘာလမ်းအဲ့ဒါက2ရက်ကွက်ဥပမာအဲ့တော့အဲ့34လမ်းမှာရှိတယ်ခင်ဗျားတော့စိန်မှုတွေယာရင်မှုတွေမိသားစုတွေဗျာထောင်နဲ့ရှိတယ်ဗျာနော်လမ်းကြီးရခင်ဗျာတိုက်တွေအများကြီးအဲ့ဒီမိသားစုတွေပဲအဲ့ဒီလမ်းထဲမှာခင်ဗျာလမ်းသလားနေရတယ်လीဘာကြောင့်မလုပ်တာလဲဒါကျွန်တော်အချမ်းပြင်းတွေတွက်ပြနေတာကျွန်တော်တို့ဘက်ကိုလာမပြောနဲ့ကျွန်တော်ပြောချင်တာကိုယ့်ဘက်ကိုမေးဆုလေဖျားလမ်းမပေါ်မှာနော်အထက်လမ်းမှာခဏရဲစခန်းကြီးမှာဟီးနေအောင်ရှိတယ်အဲ့ဒီရဲစခန်းမိသားစုအဲ့ထက်မှာရိတ်တာရှိတယ်နော်အဲ့ဒီဘာလို့အဲ့ထက်မှာဒူရဲအိုတယောက်ကကျွန်တော်မိတ်ဆွေဖြစ်ခဲ့ဘူးကျွန်တော်ခဏတော့လဲဘူးတယ်နော်အဲ့ဒီထဲမှာရှိတယ်ရဲကအနည်းဆုံးမိသားစု100ရှိတယ်အဲ့တော့တမိသားစုလူတွေလူ1000လောက်ရှိတယ်အဲ့လူတွေအားလုံးဆုလေဖျားလမ်းမှာလမ်းလျှောက်လို့ရတယ်ဘာလို့မလျှောက်တာလဲဒါရဲနော်ဦးကျွန်တော်ပြောတယ်ဘာပြောခွာမယ်ရက်ကွက်ကောင်စီโอเคနော်အုတ်ကြီးအုပ်စုတွေကြက်ဖို့ရက်ကွက်တိုင်းမှာကြက်ဖို့စီယုံရင်မှုတွေရှိတယ်ဟုတ်လားမဟုတ်လားပြောနော်ကြောက်တရားမှာပဲကျွန်တော်တွက်ပြအောင်မယ်နော်မလဲဘဘဲတန်းမှာအဲ့တော့ဘာကြောက်တရားကိုကျွန်တော်ရွေးတာတွက်ရတာလွယ်လို့လမ်းတွေကရှင်းလို့အဲ့တော့ခင်ဗျရက်ကွက်တိုင်းမှာဗျာခင်ဗျအဲ့ဒီမှာစီယုံရင်မှုရှိတယ်ဟုတ်တော့အဲ့ဒီစီယုံမှုနဲ့တရက်ကွက်မှာဗျာကြက်ဖို့စီယုံရင်မှုကအနည်းဆုံး10ဦးရှိတယ်အနည်းဆုံးရှိတယ်အဲ့ဒီရက်ကွက်စီယုံမှု10ဦးနဲ့မိသားစုတွက်လိုက်လူ100ကျော်ရှိတယ်အဲ့ဒီလူ100ကျော်ဘာကြောင့်လို့အဲ့ဒီရက်ကွက်ထဲမှာလမ်းမလျှောက်တာလဲကျွန်တော်တို့လိုပဲရွေးရမှာလေသူတို့စနစ်ကိုသူတို့ယုံကြည်တယ်သူတို့မင်းအောင်လိုင်းကိုတကယ်ယုံကြည်တယ်ကျွန်တော်တို့ရဲ့ຫນွေဦးတော်လိုင်းကိုမယုံကြည်ဘူးဆိုရင်သူတို့ခိုင်မာပြတ်သားရက်တည်လေဟုတ်တယ်မလားကျွန်တော်တို့ဘက်ကလူတွေကလမ်းပေါ်မထွက်ဘူးသူတို့ဘက်ကလူကလမ်းပေါ်ထွက်ရမှာအဲ့ဒီကတော့ကြက်ဖို့မိသားစုဝင်အယောက်100ဘာကြောင့်လမ်းပေါ်မထွက်တာလဲမင်္ဂလာတော့အပြတ်ပြောမယ်
မင်္ဂလာတော်မှာစစ်တပ်ကြီးပဲစစ်တပ်တက်မှာမိသားစုဝင်ပေါင်းတောင်းနဲ့ချီရှိတယ်ဘာကြောင့်မင်္ဂလာတော်စစ်တပ်ကခင်ဗျာလူတောင်းနဲ့ချီတဲ့မိသားစုတွေ10စုလောက်ရှိတယ်တက်တွေ10တက်လောက်ရှိတယ်ဘာကြောင့်မင်္ဂလာတော်မျိုးရဲ့လမ်းမပေါ်ပြည်လမ်းမတွေမှာလမ်းထွက်မလျှောက်တာလဲအယံမိသားတက်ရှင်နီရက်ွက်တိုင်းမှာအယံမိသားက10ရောက်လောက်ရှိတယ်အဲ့ဒီအယံမိသားမိသားစုတွေဆိုရင်100လောက်ရှိတယ်ဘာကြောင့်အဲ့ဒီမိသားစုတွေလမ်းပေါ်ထွက်မလျှောက်တာလဲပြီးတော့ဝန်ထမ်းတွေနန်းစီဒန်တွေရက်ွက်တိုင်းမှာနန်းစီဒန်တွေရှိတယ်စရေးတွေစချီတွေညွန်မှုတွေညွန်ကျုပ်တွေဘာကြောင့်အဲ့ဒီမိသားစုတွေနဲ့အဲ့နန်းစီဒန်တွေမနေ့ကလမ်းပေါ်ထွက်မလျှောက်တာလဲစီပွားရေးသမားတွေနော် NLD ကိုမုန်းတယ်ဒေါအောင်ဆန်းစုကြည်ကိုမုန်းတယ် NUG ကိုမုန်းတယ်တော်လန်ရေးကိုမုန်းတယ်စစ်တိုက်နေတာကိုမုန်းတယ်ငါတို့အလုပ်ကင်စားရတာခက်တယ်စိတ်ယုံဖွင့်ရခဲ့တယ်ကုမ္ပဏီလောက်ရခဲ့တယ်စစ်တပ်နဲ့ပေါင်းစားနေတယ်ပြည်လဲနေတယ်စစ်တပ်နဲ့အဆင်ပြေတယ်အဲ့ဒီမိသားစုဝင်တွေရက်ွက်တိုင်းမှာရှိတယ်အဲ့ဒီမိသားစုဝင်တွေဘာကြောင့်မနေ့ကလမ်းပေါ်မထွက်တာလဲပြောနေတာကပူစားပေါင်းစားတွေတော်လိုင်းမပါဘူးတော်လိုင်းသမားနဲ့မသိဘူးငါတို့စစ်တပ်နဲ့အမုန်းခံလို့မရဘူးငါတို့ဗမာပြည်ပြန်အောင်ပါအဲ့ဒီမိသားစုတွေဘာကြောင့်မနေ့ကလမ်းပေါ်မထွက်တာလဲအဲ့ဒါမျိုးလူတွေနဲ့တွက်လိုက်ရင်မနေ့ကလမ်းပေါ်မှာသူတို့လူတွေကြီးပဲဖြစ်ရမှာလေရွှဲပြီးကိုထွက်ရမှာလေဘာကျွန်တော်တို့ကစိန်ခေါ်လိုက်တာကိုဒါဒီစန္ဒခံယူပွဲလေကျွန်တော်တို့ဘက်က52ရာခိုင်နှုန်းကတော့မထွက်တော့ဘူးဘာလို့ကျွန်တော်တော်လိုင်းကြီးကိုငကိုတွေကထောက်ခံတယ်သူတို့ဘက်က48ရာခိုင်နှုန်းဘာထိုင်လုံးနေလဲအဲ့ဒါကြောင့်ကျွန်တော်ပြောတာဇာမရှိဘဲနဲ့မြန်မာပြည်မှာဝင်မပါနဲ့ဆိုတာကျွန်တော်တို့ဘက်ကဇာရှိတယ်ပြည်သူလည်းဇာရှိတယ်လှုပ်ဆော်တဲ့လူလည်းဇာရှိတယ်ပြန်တိုက်ရတဲ့လူလည်းဇာရှိတယ်ဒါကြောင့်ကျွန်တော်တို့ဘက်ကထွက်ချင်းမထွက်ချင်းနဲ့သူတို့ဘက်ကလူတွေမနေ့ကဘာကြောင့်လိုင်းပေါ်မှာမစီကားနေတာလဲလမ်းပေါ်မှာဘာလို့မစီကားနေတာလဲဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လေပြောတဲ့ဒီမိုကရေစီអော်နေကြတဲ့လူတွေသူတို့ရဲ့မင်းအောင်လှိုင်ကြီးကိုထောက်ခံကြအောင်သူတို့ပြရမှာလေပြောချင်တာကမင်းအောင်လှိုင်ပေးသားကျွေးထားတဲ့လူတွေအားလုံးဒီမင်းအောင်လှိုင်ပေါ်မှာသစ္စာမရှိဘူးတာကူးတွေမင်းအောင်လှိုင်ပေးသားကျွေးထားတဲ့6800ဇားတွေအားစားသစ္စာမရှိဘူးဒါကြောင့်ကျွန်တော်အမြဲပြောတယ်ကျွန်တော်6800ဇားတွေကျွန်တော်လာဆဲနေတာကျွန်တော်စိတ်မဆိုးဘူးသူတို့ဒီဟိုဘက်ကရက်တည်တယ်ပြပြသားရက်တည်တယ်ဟိုဘက်ကသူတို့သင်ထားတဲ့အတိုင်းဆဲဆိုဆဲတယ်မဟုတ်တာပြောဆိုပြောတယ်ဒါပေမဲ့သူတို့ကိုထမင်းကျွေးထားတဲ့မင်းအောင်လှိုင်ပေါ်မှာသစ္စာမရှိဘူးသူတို့ကိုအခွင့်အရေးပေးထားတဲ့စီးပွားရေးသမားတွေမင်းအောင်လှိုင်ကအခွင့်အရေးပေးထားလို့သူတို့ချမ်းသာနေတာမြန်မာပြည်မှာချမ်းသာနေတဲ့လူအားလုံးတွေမင်းအောင်လှိုင်ကြောင့်ချမ်းသာတာသူတို့တော်လို့တက်လို့မဟုတ်ဘူးအဲ့တော့တချို့တွေကပြောသေးတယ်ငါတို့ဘာမှမဆိုင်ဘူးခင်ဗျတော်လို့တက်လို့ရှိရင်မှ UK လာလိုက်ခင်ဗျဒူဘိုင်းလာလိုက်ဥမာစင်ကာပူလာလိုက်စီးပွားရေးလှုပ်ရှားကြည့်မြန်မာပြည်လောက်ချမ်းသာမလားလို့မင်းအောင်လှိုင်ကြောင့်ချမ်းသာနေတာသူတို့အရေးချင်းကနည်းနည်းပဲရှိတာအဲ့တော့သူတို့ကိုချမ်းသာအောင်လုပ်ပေးထားတဲ့မင်းအောင်လှိုင်ကျေးဇူးကိုမှမထောက်မင်းအောင်လှိုင်ဘက်ကမထောက်ခံဘူးမင်းအောင်လှိုင်ပေါ်မှာသူတို့သစ္စာမရှိဘူးထိုနည်းလည်းကောင်းမဲ့သူ့ရဲ့နန်းစီတွေကနေဖားရပြီးတော့ခင်ဗျညှုံမှုတွေညှုံကျုပ်တွေနဲ့အမလေးရေးနေကြတယ်တကယ်လည်းမင်းအောင်လှိုင်အရေးကြီးလိုအပ်နေတဲ့ထောက်ခံမှုရဖို့လမ်းပေါ်မှာထွက်ပေးဖို့တရားမှမထွက်ဘူးမင်းအောင်လှိုင်ပေါ်မှာသူတို့သစ္စာမရှိဘူးကျေးဇူးရှင်ပေါ်မှာကျေးဇူးကမ်းကြတဲ့လူတွေထိုနည်းလည်းကောင်းမဲ့ကြန့်ဖို့တွေထိုနည်းလည်းကောင်းမဲ့ခဏကျွန်တော်ထောက်ပြတဲ့ကြန့်ဖို့တွေအယံမိသက်တွေကြက်ရှင်တွေပြီးတော့ရက်ွက်အုပ်ချုပ်ရေးအုပ်စုဝင်တွေဆယ်မှုတွေယာယင်မှုတွေပြည်သူရဲတွေမင်းအောင်လှိုင်ပေါ်မှာသူတို့သစ္စာမရှိဘူးသူတို့ကိုထမင်းကျွေးထားတဲ့လက်ပေါ်မှာသစ္စာမရှိဘူးသူတို့ကိုအခွင့်အရေးပေးထားတဲ့လက်ပေါ်မှာသစ္စာမရှိဘူးရှင်းနေတဲ့ကိစ္စကြီးဗျာကျွန်တော်တို့ဒီတိုင်းပြည်ကနှစ်ချမ်းကွဲနေတာဒါရှင်းလေးပဲတကဘာလုံးမှာတိုင်းပြည်တွေကနှစ်ချမ်းကွဲနေတာကျွန်တော်တို့ဒီမိုကရေစီအင်အားစုဘက်ကကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ထမင်းမကျွေးထားဘူးဘာလောက်กว่าလဲဆိုစိတ်တက်ချင်းကျွန်တော်တို့ပြည်သူကကျွန်တော်တို့ကိုထမင်းကျွေးထားတာသူတို့တာဝန်ကြီးတယ်
ဟိုဘက်ကထောက်ခံတဲ့ပြည်သူတွေကကြက်ဖို့အုပ်စုတွေပေါ့ပြည်သူတွေကမင်းအောင်လှိုင်ကထမင်းကျွေးထားတာဒါပေမဲ့မင်းအောင်လှိုင်ပေါ်မှာတာဝန်မကြည့်ဘူးအဲ့တော့ခင်ဗျားတို့ဘီဂရုကလူတွေကိုကျွန်တော်မေးချင်တာကိုယ့်ကိုကျွေးထားတဲ့ထမင်းရှင်တော်ခင်ဗျားတို့တာဝန်မကြည့်ဘူးကျွန်တော်တို့အေဂရုကကြတော့တော်လိုင်းရေးကိုပြည်သူကကျွေးထားတာကျွေးထားပြီးတော့တာဝန်ကြည့်ပေးတယ်အဲ့တော့လူဆိုတာကိုနေရာကိုတိကိုရက်တည်တဲ့နေရာမှာကိုပျော်ရွှင်အောင်လုပ်လေကျွန်တော်တို့ကအေဂရုမှာရှိတယ်ကျွန်တော်တို့တော်လိုင်းသမားတွေကိုထမင်းကျွေးထားတယ်အဲ့တော့တော်လိုင်းသမားတွေကခေါ်တဲ့အတိုင်းကျွန်တော်တို့နားထောင်တယ်လိုက်လုပ်ပေးတယ်မထွက်လဲဆိုမထွက်ဘူးခင်ဗျားတို့ဘီဂရုကလူတွေကခင်ဗျားတို့ကိုမင်းအောင်လိုက်ထမင်းကျွေးထားတာဒါအပွင့်လင်းဆိုပြောရင်မင်းအောင်လိုက်ကြောက်ခင်ဗျားတို့အာဏာရနေတာမင်းအောင်လိုက်ကြောက်ယာတူးရနေတာမင်းအောင်လိုက်ကြောက်ရက်ွက်အုပ်ချုပ်မှုဖြစ်တာမင်းအောင်လိုက်ကြောက်ကြက်ဖို့ဖြစ်တာမင်းအောင်လိုက်ကြောက်လို့ကိုကြီးအခုလို့ရက်တီလို့ရတာမင်းအောင်လိုက်ကြောက်ဖြစ်တာအဲ့တော့ကိုထမင်းရှင်စီးပွားရေးသမားတွေမင်းအောင်လိုက်ကြောက်ကြီးပွားနေတာမင်းအောင်လိုက်ခွေးပြလို့ကြီးပွားနေတာမင်းအောင်လိုက်နဲ့ပေါင်းစားလို့ကြီးပွားနေတာအဲ့တော့ကိုပေးထားတဲ့ကျေးဇူးရှင်ကိုထမင်းကျွေးတဲ့လက်ကိုခင်ဗျားတို့ပုတ်ချတယ်သူ့ဘက်ကမရက်တီပေးဘူးအဲ့တော့အေဂရုကလူနဲ့ဘီဂရုကလူတွေစိတ်ဓာတ်တွေဘယ်လောက်ကွာသလဲကျွန်တော်တို့အေဂရုဒီပြတ်သားတယ်တော်လိုင်းဘက်မှာရတယ်ဘီဂရုကလူတွေကသူတို့ကိုထမင်းကျွေးထားတဲ့ထမင်းရှင်မင်းအောင်လှိုင်အုပ်စုကိုမင်းအောင်လှိုင်အရေးကြီးလိုအပ်နေတဲ့ထောက်ခံမှုမနေ့ကအလိုအမတန်အရေးကြီးတယ်သူ့လူတွေကလည်းနေ့ကလမ်းပေါ်ထွက်ရင်ကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူးကဘာကြီးကလည်းမင်းအောင်လှိုင်ကိုထောက်ခံသွားမှာမနေ့ကအဲ့ဒီအုပ်စုတွေကလမ်းပေါ်ထွက်လိုက်ရင်ကျွန်တော်တို့မအောင်မြင်ကဘာကြီးကအနည်းဆုံးအာဆီယံနိုင်ငံဟာမင်းအောင်လှိုင်ကိုထောက်ခံတဲ့ပြည်သူတွေအများကြီးရှိပါလားဒါဆိုရင်ဒီရွေးကောက်ပွဲကြီးတော့အောင်မြင်နိုင်တာပေါ့ငါတို့အတိမတ်ပြုလိုက်ရင်ကောင်းတော့မှာပဲဆိုပြီးတော့စဉ်းစားနိုင်တယ်အဲ့ဒီမင်းအောင်လှိုင်ရမယ့်အခွင့်အရေး chance ကိုမင်းအောင်လှိုင်ထမင်းကျွေးထားတဲ့အဲ့ဒီအုပ်စုတွေကပုတ်ချလိုက်တယ်မနေ့ကပြောချင်တာမင်းအောင်လှိုင်ကိုသစ္စာဖောက်လိုက်တာအဲ့ဒီ6800ဇားတွေကိုတိုင်ပါတယ်အဲ့ထောက်လိုင်းကြီးတွေဘာလို့တို့မိသားစုတွေတို့လမ်းပေါ်မထွက်ခိုင်းတာလဲပြောချင်တာကမင်းအောင်လှိုင်ရထားတဲ့ထောက်ခံနေသူဟာတာပေါင်းညာစားနေတဲ့လူတွေဘာမှခံယူချက်မရှိတဲ့လူတွေအခွင့်အရေးရလို့လုံနေတဲ့လူတွေမင်းအောင်လှိုင်အာမကိုရတဲ့လူတွေဆိုတာမနေ့က silent debate မှာရှင်းရှင်းလင်းလင်းကြီးတွေ့ရတယ်လို့ကျွန်တော်ကအဆိုတင်သွင်းမယ်ဆိုရင်သဘောတူပါသလား yes or no သဘောတူပါသလား yes or noချိန်တိုင်းတော့အဘနဲ့သွားဖားရတယ်အဘနဲ့ကညှို့မှုတွေညှို့ကြွေးလို့ကြတယ်အမင်းအောင်လိုက်အရေးကြီးလို့အနေနဲ့ထောက်ခံမှုအတွက်လမ်းပေါ်ထွက်ပြပါကြတော့မထွက်ချင်ကြဘူး